အားလုံးမင်္ဂလာပါခင်ဗျာဘဘိုထွန်းလိန်ဝင်းဝန်ဆောင်မှုနဲ့လိန်လက်မှတ်ဝန်ဆောင်မှုမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ခီးတဲ့ဟိုတော်မောင်းလိန်ခွင်းကနေပြီးတော့ကော့စမွေကျွန်းကိုဒါသူအလဲသွားမှာဖြစ်ပါတယ်เนาะအဲဒါကြောင့်မို့ကျွန်တော်ကနေပြီးတော့ဒီတော်မောင်းလိန်ခွင်းလာပို့ပေးတာဖြစ်ပါတယ်နောက်တော့အခုကျွန်တော်ဖြတ်နေဒီလိန်လက်မှတ်မှာဆိုလို့ရှိရင်လိန်ပေါ်မှာအစားအစာပါတယ်ပေါ့เนาะအစားတောက်ပါတယ်ပြီးတော့ကီလို20 free ရတယ်ပေါ့เนาะဒါလူမားလည်း9ကီလိုရသေးတာပေါ့နော်သူ့ကိုလည်းလက်မှတ်အလိုမျိုးဖြတ်ပေးပြီးတော့ဒါကျွန်တော်တို့လက်မှတ်ဖြတ်မယ်ပေါ့နော်ကီလိုချိန်မယ်အဲ့နေရာကိုသွားတယ်ဆိုတော့ကျွန်တော်တို့လက်မှတ်ဖြတ်တဲ့နေရာကနံပါတ်14မှာဖြစ်ပါတယ်နော်နံပါတ်14မှာသွားပြီးတော့ကျွန်တော်တို့လက်မှတ်သွားထုတ်တာပေါ့အဲ့ဒီမှာထုံးတဲ့ချိန်မှာဆိုလို့ရှိရင်အဲ့ဒီမှာစီးနေဒီဝန်ထမ်းနေပြီးတော့ဒါကျွန်တော်တို့သူပုံးမှရင်ဆုံးထုတ်ပေးတာပေါ့နော်ပုံးမှရင်ဆုံးဒီလိန်လက်မှတ်ဝင်ထုတ်ပေးတယ်ထုတ်ပေးပြီးတော့မှဒါကျွန်တော်တို့ပြောတာပေါ့နော်ခဏလေးစောက်အောင်ကျွန်တော်တို့မှာပါနဲ့အဲ့တလုံးကိုဒါကီလိုချိန်တော့ဒါကီလိုထည့်ပေးဖို့တော့သူကခဏစောက်ခိုင်းတာပေါ့နော်ကျွန်တော်တို့လည်းစောရောက်သွားတယ်ဆိုတော့ကျွန်တော်တို့အစိမ်းမှာဘယ်သူမှတော့မရောက်သေးဘူးကျွန်တော်တို့ကဒါအရင်ဆုံးဖြစ်နေတာပေါ့နော်အဲ့ဒီမှာရောက်သွားတော့အဲ့ဒါနဲ့ကျွန်တော်တို့လည်းစောက်နေတာပေါ့နော်စောက်နေတဲ့လူတွေကလည်းနဲတာမဟုတ်ဘူးနော်အခါတိုင်းရက်တွေဆိုလို့ရှိရင်လူကအဲ့လောက်မများဘူးပေါ့နော်ဒီနေ့ကတော်တော်လေးမှဒါလူများတယ်လို့ပြောရမှာပေါ့နော်တော်တော်လေးမှခါတိုင်းရတယ်ဆိုရင်လူကနည်းနည်းလေးပဲအဲ့လောက်မများဘူးအဲ့ဒါနဲ့ကျွန်တော်တို့ခဏစောက်ပြီးတော့ကီလိုချိန်တာပေါ့နော်ကီလိုချိန်လိုက်တဲ့ကီလိုချိန်ပြီးတော့ကျွန်တော်တို့အရိယာနေပြီးတော့တခါတစ်ခေါက်ကျွန်တော်တို့ဒီလက်မတွေပါတွေစစ်လိုက်တဲ့စစ်ပြီးတော့ဒါကျွန်တော်တို့တော်မောင်းဂိတ်ကိုစဝင်တော့မှာပေါ့နော်တော်မောင်းဂိတ်ကိုလိုက်ပြီးတော့ကျွန်တော်လိုက်ပို့ပေးပါတယ်ခင်ဗျာဒီဘက်ချမ်းမှာကြတော့ကျွန်တော်တို့နံပါတ်ဒီအန်ခါ1နဲ့မတူเนาะဒီဘက်မှာကြတော့ဒါအန်ခါဆောင်ပေါ့နော်နှစ်ဘက်မှာအဲ့ဒီဘက်ကျွန်တော်သာပို့ပြီးတော့ဒါတော်မောင်ကရနေပြီးတော့မှဒါသူ့ကိုဖပြီးတော့ဝင်ရတာပေါ့နော်အဲ့နေရာကြတော့ဒါကျွန်တော်လိုက်မရတော့ဘူးဆိုတော့ဒါမလိုက်တော့ဘူးပေါ့နော်မလိုက်ပဲနဲ့သူတယောက်တည်းကိုပဲဒီကနေပြီးတော့ကျွန်တော်တို့လှုပ်ပေးရတာပေါ့နော်အခုဆိုရင်ဒါအဝါမှာသူ့ရဲ့ဒီဘယင်လက်မှတ်တွေ passport တွေဒါစစ်နေတာပေါ့နော်စစ်နေတယ်အဲ့ဒီမှာဒါဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံတွေဗီဒီယိုတွေမပေးရဘူးเนาะဒါကျွန်တော်ရိုက်တာတော့မှဒါသူတို့မသိလို့เนาะမပေးရဘူးသူတို့အဲ့ဒါတော်မောင်ကိတ်မှာလက်ပွေစစ် passport စစ်ပြီးတော့ခေါ်စမွေချုံအစီအပြေချောမွေးစွာရောက်သွားပါတယ်ခင်ဗျာကျွန်တော်နဲ့လိန်လက်မှတ်ဖြတ်ခြင်းနဲ့လိန်ဝင်ဆောင်မှုလိုချင်တယ်ဆိုရင်ယုံကြည်စိတ်ချစွာဆက်သွယ်လာလို့ရပါတယ်ခင်ဗျာအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ